Ronaldo ရဲ့ပုံလေးကိုနေပါမယ်ပြီးရင်တော့ sweat ဆိုတာကိုနေပေးပါဒါဆိုရင်တော့ Ronaldo ရဲ့ပုံမှာ Ronaldo ရဲ့မျက်နှာဟာပျောက်သွားပြီးတော့ Jackie Chan ရဲ့မျက်နှာကိုအစားထိုးလိုက်ပြီးပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Love Story ကကြိုဆိုပါရစေဒီနေ့မှာတော့မိတ်ဆွေတို့ရဲ့မျက်နှာကို Superhero တွေရဲ့ပုံမှာအစားထိုးပြီးမျက်နှာပြန်လဲလို့ရတဲ့ AI နဲ့ Pixel လို့တဲ့နည်းလက်ကိုတင်ဆက်ပေးပါမယ်ကျွန်တော်ရဲ့ channel ဟာနေပညာဆိုင်ရာဗီဒီယိုတွေကိုအမြဲတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်စိတ်ဝင်စားရင် subscribe လုပ်ထားဖို့တောင်းဆိုပါတယ်ဒီဗီဒီယိုဟာမိတ်ဆွေတို့အတွက် AI နဲ့ပတ်သက်တဲ့ knowledge တွေကိုရဖို့အတွက်ရည်ရွယ်ပြီးတော့တင်ဆက်ထားတာပဲဖြစ်ပါတယ် AI နဲ့မျက်နှာပြန်လဲတဲ့နည်းလက်ကိုကောင်းတဲ့နေရာတွေမှာသာအသုံးပြုပြီးမကောင်းတဲ့နေရာတွေမှာမသုံးဖို့အတွက်တောင်းဆိုချင်ပါတယ် AI နဲ့မျက်နှာပြန်လဲဖို့အတွက်ဆိုရင်နည်းလက်ကနှစ်ခုရှိပါတယ်ပထမနည်းလက်ကတော့ဘာ application မှမလို့ပဲ browser တစ်ခုမှာ websiteတစ်ခုကနေသုံးတဲ့နည်းလမ်းပဲဖြစ်ပါတယ်ကျွန်တော်ကတော့ Chrome browser ကိုသုံးပြီးပါမယ်မိတ်ဆွေတို့ကတော့စင်ပြေတဲ့ browser ကိုသုံးလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ Chrome ထဲကိုသွားပါမယ်ပြီးရင်တော့အပေါ်က search bar မှာ Remaker AI ဆိုပြီးတော့ရှာပါဒီမှာပေါ်လာတဲ့ Remaker AI ဆိုတဲ့ website တွေကိုသွားပါမယ်ဒီမှာကတော့ကျွန်တော်တို့ app set ကိုနေပါမယ်ပြီးရင်တော့အပေါ်ကိုနဲ့ဆွတ်တင်ပေးပါဒီမှာဆိုရင် AI နဲ့မျက်နှာပြောင်းတဲ့ပုံလေးဟာပေါ်နေပါပြီဒီနေရာမှာ AI faces ဆိုတာကိုနေပါဒါဆိုရင်တော့မျက်နှာပြောင်းလဲလုပ်တဲ့နေရာကိုရပါပြီပေါ်စိုးကကျွန်တော်ပြတဲ့ပေါင်းလေးတွေမှာဆိုရင်မိတ်ဆွေတို့ပြောချင်တဲ့ဒီကပ်ပုံကိုထည့်ပေးရပါမယ်ဥပမာပြောရမယ်ဆိုရင်ကျွန်တော်က Jackie Chan ရဲ့မျက်နှာကို Ronaldo ရဲ့မျက်နှာမှာအစားထိုးမှဖြစ်တဲ့အတွက်ဒီပေါင်းလေးထဲမှာ Ronaldo ရဲ့ပုံကိုထည့်ရမှာဖြစ်ပါတယ်ပုံထည့်မယ်ဆိုရင် upload image ဆိုတာကိုနေပါပြီးရင် Ronaldo ရဲ့ပုံလေးကိုနေပါမယ်နောက်တစ်ခုအနေနဲ့အောက်ကပေါင်လေးမှာဆိုရင်မိတ်ဆွေတို့ပြောချင်တဲ့မျက်နှာကိုထည့်ပေးရပါမယ်ကျွန်တော်က Jackie Chan ရဲ့မျက်နှာကို Ronaldo မှာအစားထိုးမှဖြစ်တဲ့အတွက် Jackie Chan ရဲ့ပုံကိုထည့်ပါမယ် upload set image ဆိုတာကိုနေပါပြီးရင် Jackie Chan ရဲ့ပုံလေးကိုနေပြီးတော့ထည့်ပါမယ်ဒီလိုမျိုးပုံလေးကိုတခြားလေးထည့်ပြီးသွားပြီဆိုရင်တော့အပေါ်ကိုနည်းနည်းဆွဲတင်ပေးပါပြီးရင်တော့ set ဆိုတာကိုနေပေးပါဒါဆိုရင်တော့မျက်နှာပြောင်းလဲတာဟာစတင်ပြောင်းလဲနေပါပြီဒီနေရာမှာကျွန်တော်တို့ခဏလေးစောင့်ပေးရပါမယ်ဒါဆိုရင်တော့ရပါပြီဒီပုံလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ Ronaldo ရဲ့ပုံမှာ Ronaldo ရဲ့မျက်နှာဟာပျောက်သွားပြီးတော့ Jackie Chan ရဲ့မျက်နှာကိုအစားထိုးလိုက်ပြီးပဲဖြစ်ပါတယ်မိတ်ဆွေကတောင်းမယ်ဆိုရင်အောက်က download ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်တော့ download ဆွဲတာဟာပြီးသွားပါပြီဒါကတော့ပထမနည်းလမ်းပဲဖြစ်ပါတယ်ဒီ website မှာဆိုရင်တော့ account fix မလို့ပဲ free သုံးလို့ရမှာဖြစ်ပါတယ်ဒါပေမဲ့အသုံးတာများရင်တော့ account fix ပေးရပါတယ် account fix ဖို့တဲ့ဆိုရင်ဘောက set up ဆိုတာကိုနှိပ်ပါပြီးရင်တော့ sign in Google ဆိုတာကိုနေပေးပါဒီမှာဆိုရင်မိတ်ဆွေက account fix ချင်တဲ့ Google account တစ်ခုကိုယူပေးပါဒါဆိုရင်တော့ account fix တာဟာပြီးသွားပြီပဲဖြစ်ပါတယ်ဒုတိယနည်းလမ်းကတော့ application တစ်ခုကို download ဆွဲရမှာဖြစ်ပါတယ်အဲ့ဒီ application ကတော့ Face2 ဆိုတဲ့ application ပဲဖြစ်ပါတယ် download ဆွဲဖို့လည်းကျွန်တော်တို့ Play Store ထဲကိုသွားပါပြီးရင်ဘောက search bar မှာ Face2 ဆိုပြီးတော့ရှာပါဒီမှာပေါ်လာတဲ့ Face2 ဆိုတဲ့ application ကိုနေပါဒီနေရာမှာကျွန်တော်က download ဆွဲတာပြီးသားမလို့ open လို့ပေါ်နေတာပါမိတ်ဆွေကတော့ install ကိုနေပြီးတော့ download ဆွဲပါနော် download ဆွဲတာပြီးသွားရင်တော့ Face2 ဆိုတဲ့ application တွေကိုသွားပါမယ် application တွေကိုရောက်သွားပြီဆိုရင်တော့အောက်ကအပေါက်ပုံလေးကိုနေပေးပါဒီမှာဆိုရင်ပထမဆုံးဟာကမျက်နှာပြောင်းလဲလုပ်တဲ့ဟာဖြစ်ပါတယ်တခြားဟာတွေလည်းအများကြီးရှိပါတယ်တခြားဟာတွေကတော့ AI နဲ့ပိုတွေလုပ်တာတွေအတန်ပြောင်းတာတွေ spin ပုံစံပြောင်းလဲလုပ်တာတွေရှိပါတယ်ကျွန်တော်တို့ကမျက်နှာပြောင်းလဲလုပ်မှဖြစ်တဲ့အတွက် surface ဆိုတာကိုနေပါမယ်ဒီမှာဆိုရင် mix ရဲ့ selfie photo ကိုထပ်ပေးရပါမယ်ပိုထက်တဲ့အခါမှာဆိုရင်ရှင်းရှင်းလင်းလင်းနဲ့ကြည်လင်ပြတ်သားတဲ့ပုံကိုထပ်ပေးတာကပိုပြီးတော့ကောင်းပါတယ်ပိုထက်ဖို့တဲ့ဆိုရင်လူပုံလေးနဲ့ icon လေးကိုနေပါပြီးရင် select for photo ဆိုတာကိုနေပါဒီမှာဆိုရင် mix ကြိုက်တာကိုရွေးလို့ရပါတယ် mix က file manager ထဲမှာသွားယူမယ်ဆိုရင် file manager ဆိုတာကိုနေပါကျွန်တော်ကတော့ gallery ထဲမှာသွားယူမှာဖြစ်တဲ့အတွက် gallery ဆိုတာကိုနေပါမယ်ပြီးရင်တော့ Jackie Chan ရဲ့ပုံလေးကိုထည့်လိုက်ပါမယ်ထည့်ပြီးသွားရင်ဒီနေရာမှာကအဓိကပုံကိုထည့်ပေးရမှာဖြစ်ပါတယ်ပုံထည့်ဖို့တဲ့ဆိုရင်လူပုံလေးကိုနေပါပြီးရင် select for photo ဆိုတာကိုနေပါမယ်ပြီးရင်တော့ Superman ပုံလေးကိုထည့်လိုက်ပါမယ်ထပ်ပြီးသွားရင်တော့ enhance face ဆိုတာလေးကိုအမချင်းလေးလုပ်ပေးပါပြီးရင်အောက်က start ဆိုတာကိုနေပေးပါဒါဆိုရင်တော့မျက်နှာပြောင်းလဲလုပ်ပေးနေပါပြီဘေးကအဝိုင်းလေးလေးနေတာကိုကျွန်တော်တို့ကခဏလေးစောင့်ပေးရပါမယ်ဒါဆိုရင်တော့ရသွားပါပြီပိုကြည့်ဖို့တဲ့ဆိုရင်ဒီပုံလေးကိုနေပါဒီအောက်ကပုံအောင်ဆိုရင်မျက်နှာပြောင်းလဲလုပ်ထားတဲ့ပုံပဲဖြစ်ပါတယ်ဒီပုံကိုနှိပ်ပြီးနေကကြည့်လို့ရပါတယ်ဒါဆိုရင်တော့ Superman ရဲ့ပုံမှာ Superman ရဲ့မျက်နှာဟာပျောက်သွားပြီးတော့ Jackie Chan ရဲ့မျက်နှာလေးဟာအစားထိုးပေးလိုက်ပြီးပဲဖြစ်ပါတယ်ပြီးရင်တော့အပေါ်ကအမပုံလေးကိုနေလိုက်ပါdownload ဆွဲမယ်ဆိုရင်တော့ download result ဆိုတာကိုနေပေးပါ
ဒီလိုမျိုး download လွယ်စားဆိုတာကိုနေလုံး download ကမဆွဲသေးဘူးဆိုရင်တော့ကျွန်တော်ကတဲ့ wire စာတန်းလေးကိုထည့်နေပါခုဆိုရင်တော့ download ဆွဲတာဟာပြီးသွားပါပြီဒါကတော့ AI အသုံးပြုပြီးမျက်နှာပြောင်းလဲလို့ရတဲ့နည်းလမ်းကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးဟာမိတ်ဆွေတွေသုံးဝင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like လေးပေးခဲ့ပါ comment မှာလည်း okay လို့ရေးပေးခဲ့ပါနောက်ထပ်ဗီဒီယိုတွေကြည့်ဖို့အတွက်လည်းကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ပေးပါသိချင်တာတွေရှိရင်လည်း comment မှာမေးပေးခဲ့ပါနောက်လာမယ့်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်